လက်ဖက်ချောက်နဲ့ green tea လက်ဖက်ချောက်နဲ့ဘယ်အားကောင်းလဲဆိုရင်စာထဲမှာရိုက်ရှာကြည့်လိုက်အခုခေတ်မှာအားတဲ့လူတယောက်မှမရှိတော့ဘူးသမီးကိုမလောက်တတ်ဘူးဆိုရင်တော့သမီးရဲ့အမေကိုခုခဲခောက်ပေးစမ်းမနော်အစီတက်လက်ဖက်ချောက်ထဲမှာပါတာကမမမူက green tea လက်ဖက်ချောက်လို့ပြောတယ်ရိုးရိုးလက်ဖက်ချောက်နဲ့ green tea လက်ဖက်ချောက်နဲ့ဘယ်အားကောင်းလဲလို့ရိုက်ရှာကြည့်လိုက်လုံးဝရှယ်မိုက်တယ်စေရမယ်နော်အဲ့တော့ကျွန်မပြောမယ်ဟာဒီထဲမှာမက်လင်ချင်တစ်မျိုးတည်းတော့အဲ့လောက်ကောင်းတာရှင်ကျန်တဲ့ဟာတွေမမမူထည့်ပေးထားသေးတယ်နော်ဇပလင်ပါသေးတယ်လေးပတ်နာသမားတွေကွာညောင်းတာညာတာကြိုက်တာခဲတာကြိုက်တယ်ခဲတယ်ဆိုဟာတာတိုက်အစီတက်လက်ဖက်ချောက်တိုက်လိုက်ဘာပါတယ်လဲဆိုဇပလင်ပါတယ်ခန္ဓာကိုယ်ထဲမှာကိုလက်စထရောတွေအရမ်းမြင့်တက်လာမှုကိုထိန်းချုပ်ပေးတယ်ဇပလင်ကညောင်းညာကြိုက်ခဲတာကိုတတ်တာစေတယ်ကိုလက်စထရောကိုထိန်းချုပ်ပေးတယ်ဇပလင်ပါသေးတယ်မလင်ချင်လည်းအရန်ကောင်းတယ်ဇပလင်လည်းအရန်ကောင်းတယ်နောက်တစ်ခုဂျင်းလေးထည့်ပေးထားသေးတယ်အခုလိုမျိုးစောင်းရာတွေမှာသိတယ်မို့လားအဖျားတွေရန်တက်နေရန်နေယောဂတွေကူးနေတော့ကျမတို့ဘာတွေကြိုတောက်ကြလဲဂျင်းနဲ့ထမြက်နဲ့ကြိုတောက်ကြတယ်ဟုတ်တယ်ဟုတ်ကိုရွက်တွေနဲ့ထည့်ပြီးကြိုတောက်ကြတယ်အဲ့တော့ဒီထဲမှာဂျင်းမှာတခါတည်းပါပြီးသားအစာချေဖြတ်မှုလည်းအရန်ကောင်းစေရမယ်နော်နောက်တစ်ခုဂျင်းကတွေးတွင်းအစီတွေပါကျစေတယ်ရှင်နောက်တစ်ခုဟာဒီမက်လင်ချင်းကတချို့ဆိုလို့ရှိရင်လေချုပ်တာလားပဲလေမလဲဘူးပေါ့နော်လေချုပ်တာလားပဲအဲ့လိုမျိုးဝင်းချုပ်တာလေချုပ်တာတွေနိုင်တယ်နောက်တစ်ခုလေနာဖြစ်တာတချို့ကြတော့เนาะလေနာယောဂါတွေကိုတက်တာစေတယ်နောက်တစ်ခုတွေးတွင်းထဲမှာအစီတချို့ဆိုတွေးတွင်းအစီတွေတက်တယ်တွေးတွင်းထဲမှာရှိတဲ့အစီတွေကိုကျစေတယ်မက်လင်ချင်းကเนาะနောက်တစ်ခုစမုံနက်ကစမုံနက်စီတွေတောက်ရတယ်ဆိုတဲ့ဟာတော့ကြားဘူးတယ်မလားဒီထဲမှာစမုံနက်ပါထည့်ပေးထားတယ်စမုံနက်ကစီးကြိုယောဂါကိုမဖြစ်စေဘူးရှင်စမုံနက်ကနော်ဒီထဲမှာစမုံနက်ကလေးထည့်ပေးထားတာဖြစ်တဲ့အတွက်သူ့ကိုတောက်ရင်းနဲ့ကိုကျမတို့ကစီးကြိုသွေးကြိုဖြစ်မဲ့အရာတွေကိုကြိုတားပြီးတာယောဂတစ်ခုကိုဖြစ်မှကုတာထက်မဖြစ်ခင် prevention is better than cure ကြိုတင်ကာကွယ်ခြင်းသည်ကုသခြင်းထက်ကောင်းတယ်အစီကြလက်ဖက်ချောက်